ဒီကနေ့ဖျားရှင်ပို့ဆောင်မှုကြောင့်မေလဘယ်နှစ်ရက်နေ့လဲ3ရက်နေ့နော်မေလ3ရက်နေ့2025ခုနှစ်ကျွန်တော်မိခင်များနေ့ချင်းပရင်းနဲ့အတူကျွန်တော် Battle Creek ဒီမှာကျွန်တော်တို့လာပြီးတော့ဖျားရှိခိုးရင်းနဲ့ကျွန်တော်တို့ယုံကြည်ခြင်းအစပြုတ်တဲ့အရာတွေကျွန်တော်တို့အနည်းငယ်ပြန်ပြီးပြောဖို့ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်တို့သွားလည်ရမယ့်နေရာနှစ်နေရာရှိတယ်ဒီနေရာတော့ပထမနေရာဖြစ်တယ်ဒုတိယနေရာကတော့ Adventist Heritage Village လို့ခေါ်တယ်။ဒီနေ့10မိနစ်လောက်ဝေးမယ်ထင်တယ်ကျွန်တော်မသိသေးဘူးပေါ့နော်။ဒါပေမဲ့တိတ်မဝေးဘူးပေါ့နော်။ဆိုတော့ဒီနေရာကိုတော့ Oak Hill Cemetery Oak Hill တင်းချိုင်းကုန်းဖြစ်ပါတယ်။ကျွန်တော်ဒီနေ့ဒီတင်းချိုင်းကုန်းမှာနော်ကျွန်တော်တင်းသားတွေနေရာတိုင်းမှာရှိတယ်။အဲ့ဒါလေးကျွန်တော်မြေပုံပါတဲ့ဆရာတွေရှိတယ်။သူတို့ဥဆောင်လိုက်မယ်ခဏနေကျွန်တော်အဲ့ဒီကိုသွားမှာဖြစ်တယ်။ပထမဆုံးကတော့ကျွန်တော်စိတ်ထဲမှာဒီမှာနောက်ဆုံးထားမလားလို့ဘာဖြစ်လို့ဆိုတော့အကုန်လုံးကိုကြားစေချင်တယ်ပေါ့နော်။ဘာပဲဖြစ်ဖြစ်မကြားတဲ့လူမရောက်လာသေးတဲ့လူဗီဒီယိုပြန်ကြည့်ရမှာပေါ့နော်ကြားချင်ရင်ပေါ့နော်။ဆိုတော့ဒီနေ့ဒီနေရာမှာနော် James White 1882ခုနှစ်မှာဒီနေရာမှာတကြိုခဲ့တယ်။အဲ့တကြိုတဲ့အတွက်ကြောင့် Ellen G. White ကတော့နော်1935ဇူလိုင်16ရက်နေ့ဗိုလ်ချုပ်အောင်ဆန်းတော့ဇူလိုင်19ရက်နေ့ဆုံးသွားတာနော်။သူကဇူလိုင်16ရက်နေ့ဆုံးသွားတယ်ဘယ်မှာဆုံးလဲဆိုတော့ Saint Helena California မှာဆုံးသွားတယ်ဒါပေမဲ့သူ့အမျိုးသားဒီမှာတကြိုတဲ့အတွက်ကြောင့်သူ့ကိုဒီမှာပို့လာပြီးတော့သူလည်းဒီမှာတကြိုရတာဖြစ်တယ်သူ့ရဲ့အကြီးဆုံးသားရဲ့အငယ်ဆုံးသားရဲ့ James White ရဲ့မိဘနှစ်ပါးရဲ့ဒီထဲမှာရှိတယ်နော်အတင်ချိုင်းထဲမှာရှိတယ်သူတို့တွေအားလုံးဒီမှာရှိတယ်ပြီးတော့သူတို့နာမည်တွေတော့မပြောတော့ကျွန်တော်တို့လည်းမမိမှာမဟုတ်တဲ့အတွက်ကြောင့်ပေါ့နော်ဆိုတော့ James White ကတော့1820ခုကနေ1880ခုအသက်60ဟုတ်တယ်နော်60ကွက်တီလောက်ရှိတယ်သူ့အနေနဲ့ကျွန်တော် Seventh-day Adventist ရဲ့အသင်းတော်ကိုစတည်ထောင်တဲ့လူပုဂ္ဂိုလ်3ယောက်ထဲမှာ Pioneer 3ယောက်ထဲမှာသူကတစ်ယောက်ဖြစ်တယ်James White ရဲ့ Joseph Bates ရဲ့ Ellen G. White ရဲ့ဖြစ်တယ်ဆိုတော့ဒီ3ယောက်ကအသင်းတော်ကိုစပြီးတော့တည်ထောင်ခဲ့တာဖြစ်တယ်James White အနေနဲ့ကျွန်တော်တို့ရဲ့စာပုံနှိပ်တိုက်ထုတ်တဲ့နေရာမှာဦးဆောင်ခဲ့တာဖြစ်တယ်။ပြီးတော့ General Conference 1863ခုနှစ်မှာစတည်ထောင်တဲ့အချိန်မှာဘယ်လိုတည်ထောင်ရမလဲဆိုတဲ့ပုံစံပေါ့နော်အတင်းတော်ရဲ့ဖွဲ့စည်းပုံတွေကိုရေးဆွဲတဲ့အခါမှာသူကအဓိကပုဂ္ဂိုလ်ဖြစ်တယ်။ဒါသူ့အနေနဲ့ Present Truth ဆိုတဲ့မဂဇင်းတွေစထုတ်တာ1849ခုနှစ်လောက်ကဖြစ်တယ်။ပြီးတော့နော် Adventist Review ဆိုတဲ့ဟာလည်းသူထုတ်ခဲ့တယ်။ဒီနေ့ Adventist Review လို့ခေါ်တယ်အဲ့တုန်းက Present Truth လို့ခေါ်တယ်ပေါ့နော်ဆိုတော့ဒီမှာ James White အနေနဲ့အတင်းတော်ရဲ့ GC President အနေနဲ့10နှစ်လောက်သူအမှုဆောင်ခဲ့တယ်1865နဲ့69 69ကနေ81 84ကနေ80အထိဖြစ်တယ်ဘာဖြစ်လို့သူဟာပထမဆုံး President မှာဖြစ်ခဲ့တယ်လဲဆိုတဲ့အခါမှာထင်ကြီးရှိတယ်အတိအကျတော့မဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့သူရဲ့ဒီ Advent Movement စလာခဲ့တာဒီအတင်းတော်ဖွဲ့ခြင်းလို့အာဏာလိုခြင်းလို့မဟုတ်ဘူးเนาะ movement နေနဲ့စတာဖြစ်တဲ့အတွက်ကြောင့်သူကတခါတည်းသူ president တက်တယ်ဆိုရင်သူများတွေကဒီလူတွေ president လိုခြင်းလို့ပါညာမဟုတ်မဟာလိုက်ပြီးတော့ပြောမှဖြစ်တဲ့အတွက်ကြောင့်သူကလုံးဝ president မလုပ်ချင်ဘူးအဲ့ဒီလိုသူညှင်းခဲ့တာဖြစ်တယ်သူ့အနေနဲ့เนาะဒီ Battle Creek မှာသူနဲ့သူ့ဇနီးနဲ့Dr. Kellogg နဲ့ပါပေါ့ဒီက Kellogg တော့မဟုတ်တခြား Kellogg တစ်ယောက်ရှိတယ်ပေါ့နော်ဒီမှာလည်း Kellogg တစ်ယောက်ရှိတယ်အဲ့ဒီ Dr. Kellogg နဲ့ပေါင်းပြီးတော့ကျွန်တော်ဒီနေရာမှာဆေးရုံတွေဖွင့်ခဲ့တယ်အရန်နာမည်ကြီးတယ်သူ့ခါတော့ကလူပေါင်း2သိန်းလောက်စုပေါင်းပေါ့နော်2သိန်းလောက်ဆေးရုံလာတက်တယ်စဉ်းစားကြည့်အဲ့ဒီခါတော့ကလူ2သိန်းလောက်လာခဲ့တယ်စုပေါင်းပေါ့နော်အဲ့ဒီလိုနေရာမျိုးသူတို့တည်ထွင်ခဲ့တာပြုလုပ်ခဲ့တာဖြစ်တယ်ဆိုတော့သူ့အနေနဲ့နော်လေဖြန်းတဲ့ယောဂခံစားမှုတဲ့1865ခုနှစ်မှာအဲ့လိုလေဖြန်းတဲ့အခါကျတော့သူကအလုပ်အရန်လုပ်တယ်သူ့မိန်းမတို့ဘာပြောလဲဆိုတော့နော်အရန်ရာဇဝင်တွင်တဲ့အကြောင်းအရာတမိုင်းတစ်ခုသူ့မိန်းမပြောသွားတဲ့ဟာရှိတယ်သူ့မိန်းမကနင်ဒီတိုင်းပဲအလုပ်ဆက်လုပ်နေနင်သိမယ်တေးချင်လားအလုပ်ဆက်လုပ်ချင်လားရွေးမတေးချင်သေးဘူးဆိုရင်နင်နာသူအဲ့လိုနောက်ဆုံးကြတော့သူ့ယောက်ျားနားကောက်တယ်တဲ့နော်အလုံးမလုံးနဲ့လို့နားပါလို့ပြောလဲမနာချင်ဘူးကျွန်တော်ထဲမှာအဲ့လိုအုပ်စုတွေရှိလားတော့မသိဘူးဘယ်လိုပြောလို့မရတော့နောက်ဆုံးကြအဲ့ဒီစကားပြောလိုက်ရတယ်ပြောတဲ့ခါကျသူနားတယ်သူနေရောင်ချီအောက်မှာနေတယ်အပြင်ဘက်မှာလေကောင်းလေတန်းရှူတယ်သူ့ကိုသူပြန်ပြီးပြုတ်ကျွေးတဲ့ခါကျသူအသက်ငယ်နဲ့မဆုံးဘဲနည်းနည်းလေးပို့ပြီးတော့သူ့အသက်ပို့ပြီးတော့ရှည်သွားတယ်
တစ်ချိန်တစ်ခါတော့ကသူဗာလဲလေဖြန်းတောင်ဖြစ်ခဲ့ဘူးတဲ့နော်ဆိုတော့ James White ကအဲ့လိုမျိုးပုံကိုတယောက်ဖြစ်တယ်ဆိုတာကျွန်တော်အနေနဲ့ပြောပြချင်တယ် Ellen G. White ကြောင့်နိုင်ငံပြောရမယ်ဆိုရင်1829ခုနှစ်မှာနိုဝင်ဘာ26မှာမွေးတယ်1935ခုနှစ်ဇူလိုင်16မှာဆုံးသွားတယ်ခုနကျွန်တော်ပြောတဲ့အတိုင်းပဲSaint Helena California မှာဆုံးသွားတာဖြစ်တယ်သူဒီကိုပြန်ပြီးပို့လာတယ်သူကိုကျွန်တော် Seventh-day Adventist လို့ပြောလိုက်တာနဲ့ Ellen G. White ကိုမသိတဲ့လူမရှိဘူး James White ကိုမသိနေမယ် Ellen G. White တော့လူတိုင်းသိတယ်ဘာဖြစ်လို့လဲဆိုတော့သူရရှိထားတဲ့ဖျားပေးထားတဲ့ prophet စုဂျေဇုကြောင့်ဖြစ်တယ်သူအနေနဲ့သူ့တက်တာလုံးမှာနော်သူစာရေးလိုက်တာစာမျက်နှာပေါင်း3သိန်းလောက်ရေးတယ်စဉ်းစားကြည့်နော်ကျွန်တော်တို့3သိန်းဆိုတာဖတ်တောင်ဖတ်မှုမဟုတ်လန်တောင်လန်မှုမဟုတ်စာမျက်နှာ3သိန်းတောင်လန်မှုမဟုတ်မဖတ်တာမပြောနဲ့လန်တောင်လန်မှုမဟုတ်နော်ဆိုတော့သူ့အနေနဲ့အဲ့ဒီလိုလုပ်တယ်သူ့ရဲ့စာအုပ်ထဲမှာနာမည်ကြီးတဲ့စာအုပ်ဆိုတော့ The Great Controversy တို့ Step to Christ တို့ကနာမည်ကြီးတာဖြစ်တယ်သူကနော်ယူပါယုံပေါင်း2000လောက်ရခဲ့တယ်အိမ်မက်နဲ့ယူပါယုံပေါင်း2000လောက်ရခဲ့တာဖြစ်တယ်ဆိုတော့သူ့အနေနဲ့ဩစတြေးလျထိသာသနာပြုသွားခဲ့ဘူးတယ်နော်ပြီးတော့သူ့အနေနဲ့ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ health reform တွေလုပ်ခဲ့တယ်လူတွေကျမ်းမာအောင်ဘယ်လိုနေရမလဲဘာတွေစားတောက်ရမလဲဆိုတော့တက်လွတ်စားခြင်းကိုသူအားပေးတဲ့စာတွေဟောပြောပွဲတွေပြုလုပ်တယ် Ellen G. White ကအရက်မမြင့်ဘူးနော်လူ2000ရှေ့မှာမိုက်မပါဘဲနဲ့စကားပြောတယ်ကျွန်တော်အော်တယ်အခုတောင်မှကျွန်တော်မနေ့အော်နေရတယ်လို့ခံစားရတယ်ပေါ့နော်လူ2000ရှေ့မှာအကုန်လုံးကြားအောင်အော်နိုင်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်တယ် Global Land Massachusetts မှာသူအဲ့လိုတရားဟောခဲ့တယ်1886မှာလူ2000ရှေ့မှာမိုက်မပါပဲတရားဟောခဲ့ဘူးတဲ့ပြောချင်တာသူမနော်ဖျားပေးထားတဲ့စုကျေးဇူးတွေရထားတယ်အတန်လဲအောင်တယ်လို့ပြောရမှာပေါ့နော်ဆိုတော့နောက်တစ်ခုကတော့ American မှာအမျိုးအထူးခြားဆုံးပေါ့နော်လူ100ရွေးတဲ့ထဲမှာသူကတယောက်ပါတယ်ပေါ့နော်100 most significant American ဆိုတဲ့စာအုပ်ထဲမှာနော်Smithsonian ကရေးထားတဲ့စာအုပ်ဖြစ်တယ်အဲ့ဒီထဲမှာသူကတအူးအပါဝင်ဖြစ်တယ်သူကတော့ခုနကျွန်တော်ပြောတဲ့အတိုင်းပဲသူ့ရဲ့နာမည်ကြီးမှုတွေအများကြီးထဲမှာသူ့ရဲ့ယူပါယုံနဲ့သူ့ရဲ့ဖယားသခင်စီရလာထားတဲ့သူစာရေးနိုင်စွမ်းအဲ့ဒီဟာကတော့အမြဲတမ်းနာမည်ကြီးနေတာဖြစ်ပါတယ် Ellen G. White အကြောင်းကတော့ကျွန်တော်အနေနဲ့ဒီလောက်နဲ့ပဲအတူချုံပြောချင်တယ်သူ့အနေနဲ့မိခင်ကောင်းပီတာခဲ့တယ်သူကလေးတွေကိုလည်းကောင်းကောင်းမွန်မွန်သူဆုံးမနိုင်ခဲ့တယ်ပြီးတော့သူမိသားစုရဲ့ကျမ်းမာရေးလည်းဂရုစိုက်တယ်တစ်ချိန်တည်းမှာပဲအသင်းတော်ကိုလည်းဂရုစိုက်တဲ့တရားဖြစ်တယ်နော်နောက်ဆုံးသူပြောတော့တာI know whom I have believed နော်သူမဆုံးခင်လေးမှာသူပြောတော့တဲ့စကားငါဘသူ့ကိုယုံတယ်လဲဆိုတော့ငါသိတယ်တဲ့ပေါလုစကားဖြစ်တယ်ကျွန်တော်တို့ဘသူ့ကိုယုံတယ်လဲဘယ်သူ့အတွက်အမှုဆောင်နေတယ်လဲဆိုတော့တီဖို့တိတ်အရေးကြီးတဲ့အရာဖြစ်ပါတယ်သူရဲ့တင်ချိုင်းကူကတော့ဒီမှာရှိပါတယ်နော်ဒါကတော့ Ellen G. White တင်ချိုင်းကူဖြစ်တယ်ဒါကတော့ James White ရဲ့တင်ချိုင်းကူဖြစ်တယ်ဒါကကျတော့သူ့ရဲ့အသားအကြီးဆုံးဖြစ်တယ်အသက်16နှစ်3လမှာဆုံးသွားတယ်ဒါကတော့သားအငယ်ဆုံးဖြစ်တယ်12ပတ်တရက်နဲ့ဆုံးသွားတာဖြစ်တယ်ဒါကတော့ James White ရဲ့ဖခင်ဖြစ်တယ်ဒါကတော့ James White ရဲ့မိခင်ဖြစ်တယ်ဒါကတော့သူတို့ရဲ့အိမ်မှာရှိတဲ့အိမ်အကူဖြစ်တယ်နော်ဆိုတော့အဲ့ဒါတွေကျွန်တော်တို့အကုန်လုံးသိရပါတယ်ဒါကတော့သူတို့တောက်တိုင်ကြီးအနေနဲ့ထူထားတာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်တို့နောက်တစ်ယောက်အနေနဲ့ပေါ့နော်ဒီကနေခြေကျင်နဲ့တွားမယ်ဒါမှမဟုတ်ရင်ကားစီးနိုင်တဲ့လူတွေကားနဲ့ခြေကျင်မတွားနိုင်တဲ့လူတွေကားနဲ့စီးမယ်တိတ်မဝဲဘူးဒီနားလေးမှာပဲရှိတယ်ဆရာအောင်ကျွန်တော်တို့ guide လိုက်မယ်ဆိုတော့ကျွန်တော်မတွားခင်လေးဓာတ်ပုံရိုက်မယ်ပြီးရင်ကျွန်တော်တွားမယ်ကျွန်တော်အားလုံးကခြေကျင်တွားရင်ပိုကောင်းတယ်နင်းနီးလေးပဲနော်အကုန်လုံးနင်းနီးလေးပဲဒီပုံကိုတရားကတော့ကျွန်တော်စရင်ထဲမှာမပါတော့သူ့နာမည်ကျွန်တော်ကောင်းကောင်းမသိဘူးဖြစ်နေနောက်တစ်ခေါက်သွားဖြစ်ခဲ့တော့သူ့အကြောင်းလည်းကျွန်တော်နည်းနည်းလေ့လာထားမယ်နော်ကျွန်တော်တို့ဒီပုံကိုကတော့ Leonard Stewart လို့ခေါ်တယ်သူ့နာမည်1891မှာမွေးပြီးတော့1893မှာတည်တယ်သူကအသက်20နှစ်ပဲရှိသေးတယ်သူတည်တဲ့အချိန်မှာသူဘာအလုပ်လုပ်လဲဆိုတော့ postman နော်စာပို့တိုက်စာတိုက်မှာအလုပ်လုပ်တယ်ဆိုတော့သူစီကို James White လာပြီးတော့ဗာမေးလဲဆိုတော့ဒီမြို့မှာအယိုးသားဆုံးလူတယောက်ရှိလားကျွန်တော်အဲ့ဒီလူစီတွားချင်တယ်ဆိုတော့ဒီပုဂ္ဂိုလ်ကအဲ့ဒီပုဂ္ဂိုလ်စီပို့ပေးတယ်နော် The honest man in the town နော်ဒီမြို့ထဲမှာအယိုးသားဆုံးလူပို့ပေးပါလို့ပြောတဲ့ခါကျတော့ဒီပုဂ္ဂိုလ်က James White ကိုအဲ့ဒီလူစီပို့ပေးတယ်အခုဒီဟာပြီးရင်ကျွန်တော်တို့သူ့စီတွားမယ်ပေါ့နော်ဆိုတော့ဒီပုဂ္ဂိုလ်ကတော့အသက်ငယ်ငယ်လေးပဲလူငယ်
ဖယားအမှုတော်မှာတအားဆရာချက်တန်တာဖြစ်တယ် youth ministry အများကြီးလုပ်တယ်ဒီမှာလူငယ်ပဲနှစ်ယောက်ရှိတယ်နော် youth ministry တအားလုပ်တာဖြစ်တယ်သူအနေနဲ့နော်Better Creek founder ဖြစ်တဲ့ San McClammy ရဲ့ son-in-law တမက်လည်းဖြစ်တယ်တဲ့ဆိုတော့အသက်20နှစ်လောက်မှာဆုံးသွားတယ်ဆိုတော့တော်တော်လေးတနာစရာကောင်းတယ်သူဇနီးအနေနဲ့ပေါ့နော်ပြီးတော့သူမသေးခင်လေးမှာနော်သူ့ရဲ့ diary ထဲမှာရေးတဲ့စာတွေနဲ့သူ့ကိုတငယ်ချင်းတွေစကားပြောတဲ့ဟာတွေနည်းနည်းစိတ်ထိခိုက်စရာရှိတဲ့ဟာပြောပြမယ်နော်ကျွန်တော်အနေနဲ့တဲ့နော်ခဲပြီးတော့သေတာထဲတဲ့နော်sorry ဖယားမှုတော်ကိုထမ်းဆောင်ဖို့လန့်ပြီးတော့ထွက်ပြေးတာထက်တဲ့ကျွန်တော်နာကျင်ပြီးတော့တည်တော့ပြဿနာမရှိဘူးလို့သူပြောခဲ့ဘူးတဲ့ပြီးတော့သူဘာပြောလဲဆိုသူမတည်ခင်လေးမှာသူ့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့လူသူဖြည်းဖြည်းလေးပြောလိုက်တယ်တဲ့ဘာပြောလဲဆိုတော့ငါတငယ်ချင်းကိုပြောပေးငါတငယ်ချင်းတွေကိုပြောပေးနော်တဲ့တနေ့ကောင်းကင်မှာဆုံရအောင်တဲ့နော်သူတငယ်မတည်ခင်လေးမှာသူအဲ့ဒီစကားပြောသွားတယ်နော်ဆိုတော့ကျွန်တော်ဒီမှာရှိတဲ့လူငယ်တွေဒီမှာနောက်ပိုင်းကျတော့သူ့ကိုအဆွဲပြုတ်ပြီးတော့လူတွေကနော်သူ့ရဲ့အကြောင်းကိုဆွဲပြုတ်ပြီးတော့လူငယ်ခွန်အားပေးတဲ့နေရာမှာသူ့ကိုအများကြီးတုံးပြုတ်တယ်တဲ့နော်ဆိုတော့ဒီပုဂ္ဂိုလ်ကြောင့်တခြားလူတွေလည်းပြောင်းတယ်ကျွန်တော်တို့တမန်တော်တွေထဲမှာကြည့်ရင်အန်ဒရူးဆိုတဲ့ပုဂ္ဂိုလ်ရှိတယ်နော်မုံငါးလုံးနဲ့ငါးနှကောင်နဲ့လူတွေကျွေးမွေးဖို့အတွက်ဘသူကအဲ့ဒီကလေးလေးကိုတွားတွေ့တယ်ဆိုအန်ဒရူးကတွားတွေ့တယ်ပေတရုလိုလူတယောက်ကိုခရစ်တော်နောက်လိုက်ဖို့ဘသူမိတ်ဆက်ပေးတယ်ဆိုအန်ဒရူးကမိတ်ဆက်ပေးတယ်ဆိုတော့တခါလေကြာရင်ကျွန်တော်တို့ကကိုယ်တိုင်ကတားမလုံနိုင်ပေမဲ့လုံနိုင်မဲ့လူနဲ့ဖယားနဲ့မိတ်ဆက်ပေးနိုင်တဲ့လူလည်းဖြစ်နိုင်တာပဲဆိုတော့ဒီပုဂ္ဂိုလ်ကအဲ့လိုပုဂ္ဂိုလ်ဖြစ်တယ်ဆိုတော့ကျွန်တော်လည်းပြောပြချင်တယ်ဟုတ်ပြီကျွန်တော်တို့ရှေ့ဆက်ပြီးတော့နံပါတ်3 David Hewitt နော် David Hewitt စီတွားမယ် David Hewitt ကတော့မြေပုံရှိတဲ့လူအနေနဲ့နံပါတ်5ဖြစ်လိမ့်မယ်ပေါ့နော်နံပါတ်5ကိုပြင်မယ်ကျွန်တော်တို့ကားစီးရလိမ့်မယ်နည်းနည်းလေးဒီထက်ပိုပြီးလမ်းလေးတယ်မယ်နော်ကျွန်တော်အားလုံးသွားရအောင်အဲ့ဒီရောနော်နံပါတ်5ဒီပုဂ္ဂိုလ်ကတော့သူ့နာမည်ကတော့ David Hewitt ဖြစ်တယ်1805ခုနှစ်မှာမွေးပြီးတော့1888မှာဆုံးသွားတာဖြစ်တယ်သူကအမှုတော်ဆောင်လဲဟုတ်တယ်ပြီးတော့ပညာသင်ပေးတော်သူလည်းဖြစ်ပါတယ်သူဇနီးကတော့နော် Olive Hewitt ဖြစ်တယ်နော်သူဇနီးကပထမဆုံးသော Better Creek မှာပထမဆုံးသောအသင်းသူဖြစ်တယ်သူလည်းပထမဆုံးသောအသင်းသားဖြစ်တယ်ပေါ့နော်သူ့ကိုဘယ်လိုတွေ့တယ်လဲဆိုတော့ခုနကကျွန်တော်တို့ပြောသွားတဲ့ Stewart ကသူစာဖို့သမားဆိုတော့ James White ကဒီမြို့ကိုလာပြီးတော့သာသနာပြုမယ်ဆိုပြီးလာတဲ့အခါကျတော့ James White ကလဲလို့ပြောမလားဖျားပေးတာပေါ့နော်သူစာလိုက်ကိုသွားတယ်နင်တို့မြို့မှာ the most honest person ပေါ့နော်ဒါဒီမှာအတုံးတုံးဒီမှာလည်းရေးထားတယ်ကျွန်တော်ဒီမှာရေးထားတယ်ဖတ်ကြည့်ရင်တွေ့ရတယ်ဆိုတော့အယိုးသားဆုံးလူကိုပြပါနင်တို့မြို့မှာအယိုးသားဆုံးလူဆိုတော့သူသိတယ်လေကောင်းကင်တမန်၃ပါးသတင်းစကားဆိုတာမယိုးမသားလုပ်တဲ့လူတွေကနော်ဟိုလက်ဒီလက်လုပ်တဲ့လူကအဲ့ဒီသတင်းစကားကိုယူနိုင်မှာမဟုတ်ရိုးသားတဲ့လူကပဲဒီသတင်းစကားကိုခံယူနိုင်မယ်အမှန်တရားကိုလက်ခံနိုင်မယ်ဆိုသူသိတဲ့ခါကျတော့အယိုးသားဆုံးလူပြပါဆိုတော့ဒီလူစီပို့လာတဲ့ခါကျသူဘာပြောလဲဆိုတော့ဖယားကငါ့ကိုနင့်စီစေခိုင်းတယ်နော်ဒီနေ့ကောင်းကင်တမန်၃ပါးသတင်းစကားကြားမယ်ဆိုပြီးတော့ဥပုပ်မှန်ကန်ကြောင်းသူ့ကိုပြောပြတယ်တဲ့ပြောပြတဲ့ခါကျသူကချက်ချင်းပဲလက်ခံတယ်တဲ့ချက်ချင်းလက်ခံပြီးတော့သူ 7 day Adventist ရောက်ဖြစ်လာတယ်ဆိုတော့ဒီ Better Creek မှာပထမဆုံးသော 7 day Adventist နော်ဥပုံနေဟာတသမနေဖြစ်တယ်လို့စပြီးလက်ခံတော်သူဖြစ်တယ်သူ့ဘဝမှာအကုန်လုံးချောမွေ့နေသလားဆိုမဟုတ်ဘူးသူကနောက်ပိုင်းကျတော့တကယ်တရားဟောတဲ့လူဖြစ်လာတဲ့အခါကျတော့သူ့အနေနဲ့တရားဟောတဲ့အခါမှာလူတွေတချို့ကသူ့ကိုလောင်ပြောင်းတယ်နင်ပြောနေတဲ့စနေနေ့ဥပုံနေဆိုတာဟုတ်ပါမလားဆိုပြီးတော့1800လောက်ကလေးကနော်ဒီဟာပြောတဲ့အခါကျတော့သူကလူကြားထဲမှာသူများထပြီးတော့អော်ပြီးပြောတာနော်အဲ့ခါကျသူကလုံးဝနော်ခြေမကင်မိလက်မကင်မိလုံးဝမရှိပဲတီငယ်ငယ်နဲ့သူဘာပြောသွားလဲဆိုတော့ကျွန်တော်ကျန်းစာနဲ့ပေါ်ပြပေးမယ်နော်ငယ်ငယ်လေးနေကြပါဆိုပြီးသူကျန်းစာတစ်ခုပြီးတစ်ခုသူပြောပြပြီးတော့သူဖတ်ပြတယ်တဲ့ပရိသတ်တွေကအဲ့ဒါနားထောင်ပြီးတော့ဟုတ်တာပဲမှန်တာပဲဆိုပြီးတော့ 7 Adventist ဖြစ်လာတာအများကြီးပဲရှိတယ်တဲ့ဘယ်လောက်ထိသူ့ဘဝတည်ငြိမ်ပြီးတော့ရင့်ကျက်တယ်လဲဆိုတော့ James White သူ့ကို 7 Adventist ဖြစ်လာအောင်နှုတ်ကပတ်တော်ဝင်ကပြတဲ့ James White တောင်မှငါဘဝမှာတဲ့ငါတောကရောက်ပြီးတော့ဒုက္ခရောက်ရင်တဲ့ငါဒီလူစီသွားတယ်တဲ့ Hewitt စီသွားတယ်တဲ့ငါ့ကိုခွန်အားပေးပါအောင်ပေါ့နော်ဆိုတော့ तू ကသူ့ကိုပြန်ပြီးအားပေးရတယ်တဲ့ဆိုတော့ the most honest person in the town ပေါ့နော်အဲ့ဒီမြို့မှာအယိုးသားဆုံးလူဖယားနှုတ်ကပတ်တော်ကိုအမှန်တိုင်းတခါတည်းယုံကြည်လက်ခံပြီးတော့
လိုက်လျှောက်တော်သူတယောက်ဖြစ်တယ်ဆိုတာကျွန်တော်အနေနဲ့ဒီ point နေရာစီကနေကျွန်တော်တင်လို့ရတဲ့အကြောင်းအရာတစ်ခုကိုကျွန်တော်အနေနဲ့ပြောပြချင်တယ်ဆိုတော့ကျွန်တော်တို့အနေနဲ့ရှေ့ဆက်ပြီးတော့အခု David Hewitt ကနေနောက်တစ်ယောက်ဘယ်သူလဲကျွန်တော်တို့တွားခဲ့တဲ့ David Hewitt သူကတော့the most honest man in town ပေါ့နော်ဒီမြို့မှာ Battle Creek မှာရိုးသားဆုံးပေါ့နော်အခုနောက်တစ်ယောက်ကတော့ Joseph Butchers Frisbee နော်သူကတော့1816မှာမွေးပြီးတော့1882ခုနှစ်မှာဆုံးသွားတယ်သူကတော့ Methodist အတင်းတော်ကနေပေါက်ဖွားလာတာဖြစ်တယ်မိသားစုက Methodist အတင်းတော်ဆိုတော့ကျွန်တော် Alan G. White လည်း Methodist အတင်းတော်ကပဲဖြစ်တယ်သူအနေနဲ့ Methodist ကနေ Mennonite Movement ကို join တယ် Mennonite Movement ကနေသူက Seventh Day Baptist ဖြစ်တယ် Seventh Day Baptist ဖြစ်ပြီးတော့ Seventh Day Adventist ကိုနောက်ပိုင်းမှာပြန်ပြီးပြောင်းလာတာဖြစ်တယ်သူတရားဟောတာတအားခွန်အားကြီးတယ်အထူးသဖြင့်ဥပုံနေနဲ့ပတ်သက်လာရင်တကယ်ကိုအားရပါရဟောတတ်တဲ့ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တယ်ဒီနေ့မှာနော်သူနဲ့အတူဥပုံနေကဘယ်နေ့လဲဆိုတာသူတို့ debate လုပ်တယ် debate လုပ်တဲ့အခါကျတော့သူနဲ့ debate လုပ်တဲ့အဖော်ကသူ့ကိုမင်းအဲ့လောက်တောင်ယုံကြည်တာနင်ကျမ်းစာနဲ့ငါ့ကိုတက်တေပြကျမ်းချက်နဲ့ငါ့ကိုတက်တေပြစမ်းဥပုံနေကဘာဖြစ်လို့လဲဆိုတော့သူတို့တုန်းကဥပုံနေက7 day ကနော် Saturday ဖြစ်တယ်လို့မယုံဘူး7 day က Sunday နေ့ဖြစ်တယ်လို့ယုံနေတဲ့ခက်ကာလ1800လေးနော်ဆိုတော့အခါကျတော့သူကတော့ကျမ်းချက်ကိုကင်ပြီးတော့တစ်ခုပြီးတစ်ခုလိုက်ပြတယ်တဲ့နော်ကျမ်းချက်နဲ့ဒီမှာကျွန်တော်သူတို့စကားအတိအကျပြောမယ်နော် If you are so sure about the Sabbath why don't you prove it from the Bible နဲ့အဲ့လောက်တောင်မှတေချာနေဘာဖြစ်လို့ကျမ်းစာနဲ့ငါ့ကိုတက်တေမပြရလဲလို့လူကြားထဲမှာပြောတာဖြစ်တယ် debate လုပ်နေတဲ့အချိန်မှာအဲ့ခါကျတော့နော်သူ့အနေနဲ့ဆူတောင်းပြီးတော့တခါတည်းသူ့ကိုပြန်ပြီးပြောလိုက်တာ this becoming turning point for many in his audience သူရဲ့ပရိသတ်တွေအားလုံးကဒီဟာကြားတဲ့အခါကျတော့အိုးဥပုံနေဟာဖခင်ရဲ့တတမနေဟာဥပုံနေဖြစ်ပါလားဖခင်ရဲ့ဥပုဒ်တော်နေဖြစ်ပါလားဆိုတာနားလည်သွားစေတဲ့ပုံကိုယ်တယောက်ဖြစ်တယ်အဲ့ဒီကြောင့်ကျွန်တော်တို့ဒီ Midwestern US မှာပေါ့နော် Adventist အကြောင်းကိုတအားပြောခဲ့တဲ့ပုံကိုယ်တယောက်ဖြစ်တယ်သူနောက်ပိုင်းမှာနိုင်ငံပေါင်း35နိုင်ငံအထိခရီးထွက်ပြီးတော့နှုတ်ကပတ်တော်ဝင်ကားတဲ့ပုံကိုယ်တယောက်ဖြစ်ပါတယ်เนาะကျေးဇူးတင်တယ်35နိုင်ငံမနည်းဘူးเนาะအခု John Byington သူစီသွားမယ်ကျွန်တော်တို့ဒီနေ့ visit လုပ်တဲ့9နေရာမြောက်ပေါ့เนาะသူ့နာမည်ကတော့ John Byington လို့ခေါ်တယ် Seventh Day Adventist General Conference မှာသူပထမဆုံးသော president ဖြစ်တယ်1863ကနေ1865ခုနှစ်ကြာသူဟာ president လုပ်ခဲ့တာဖြစ်တယ်သူကတော့ Methodist အတင်းတော်ကနေ Adventist ဖြစ်လာတာဖြစ်တယ်နော်သူရဲ့ဦးဆောင်မှုကငြိမ်သက်တယ်လို့နော် calm leadership လို့ခေါ်တယ်အရန်ငြိမ်သက်တဲ့ဦးဆောင်မှုဖြစ်တယ်လို့ကျွန်တော်တို့မှတ်တမ်းတင်ထားတာဖြစ်တယ်သူ့အနေနဲ့အထူးသဖြင့်ဘာသာရေးလွတ်လပ်ခွင့်ကိုဦးထိပ်တင်တဲ့သူတစ်ယောက်ဖြစ်တယ်ဆိုတော့ကျွန်တော်တို့အခုချိန်Donald Trump ကတော့neuro ဆရာကြီးဘယ်သူလဲသူ့နာမည်က Ben Carson ကိုအဲ့ဒီနေရာထားမယ်လို့ကျွန်တော်ထင်တယ်ကျွန်တော် post တစ်ခုတွေ့လိုက်တေချာမပတ်လိုက်ဘူးဆိုတော့Ben Carson လည်းအခုချိန်မှာ religious liberty ပေါ့နော်ဘာသာရေးလွတ်လပ်ခွင့်မှာသူ့ကိုလည်းအဲ့ဒီ department မှာသူ့ကိုထားဖို့အစီအစဉ်ရှိတယ်လို့ကျွန်တော်တွေ့ရတယ်ဆိုတော့သူ့ရဲ့ပုံပြင်လေးကိုကျွန်တော်ပြောရမယ်ဆိုရင်တော့ Byington ဟာဆိုရင်နော်အရန်ကိုအလုပ်စူးစမ်းတဲ့လူတစ်ယောက်ဖြစ်တယ်ဘယ်လောက်ထိအလုပ်စူးစမ်းလဲဆိုတော့နော်သူ့လက်ကိုယ်တိုင်နဲ့ဖះเจ้าတွေသူစောက်တယ်နော်သူလက်နဲ့ပြောချင်တယ်သူလက်သမားလုပ်ပြီးတော့ဖះเจ้าစောက်တယ်တဲ့နော်ပြီးတော့တနေ့တော့သူနယူးယောက်မှာတရားဟောတယ်တဲ့တရားဟောပြီးတော့အဲ့ဒီနေ့မှာပဲနော်နင်းသောထဲမှာခြေကျင်နဲ့နောက်ထပ်မိုင်20ရှောက်ပြီးတော့ညနေတရားပြန်ဟောတယ်တဲ့ဟိုစဉ်းစားကြည့်မနေ့ပိုင်းမှာတရားဟောတယ်ပြီးတာနဲ့နင်းသောထဲမှာခြေကျင်သွားပြီးတော့မိုင်20လိုင်းလျှောက်တယ်ပြီးမှတရားပြန်ဟောတယ်တဲ့အဲ့လောက်ထိတောင်မှဆက်ကတဲ့သူတရားဖြစ်တယ်တဲ့။ဒီနေ့ကျတော့သူတရားဟောဖို့လို့တော့ငါတို့အဖွဲ့တွေလိုပဲနေမှာပေါ့လူတွေတိတ်မလာအောင်ဖြစ်နေတာ။တိတ်မလာတော့တယောက်ကမေးတာဆရာလူဒီလောက်လေးနဲ့တရားဟောတာဖြစ်ပါမလားတဲ့။သူ့ကိုအဲ့လိုမေးတယ်။တန်လို့တန်ရဲ့လားပေါ့နော်။တန်ရဲ့လားဆိုတော့သူဘာပြောလဲဆိုတော့တယောက်လောက်ပြောင်းလဲရင်တန်ပါတယ်တဲ့။နော်အာမင်။ဆိုတော့သူ့ကိုသူဘယ်တော့အခါမှလူနဲတယ်ဆိုပြီးစိတ်တကြတဲ့ထဲမှာသူမပါဘူး။တယောက်လောက်ပြောင်းလဲရင်ကိုကတန်တယ်။ဟုတ်တယ်လေခရစ်တော်ကိုယ်တိုင်ကနော်မမဝရေးထားတယ်လူတယောက်တည်းကယ်တင်ခြင်းရမယ်ဆိုရင်တောင်သူတည်ထိုက်တယ်လို့သူထင်တယ်နော်ဒါကြည့်လေတိုးတရားမှာတကောင်တွက်လာတာပဲဟုတ်တယ်မလားခရစ်တော်လည်းလူတယောက်ကိုတန်ဖိုးထားတယ်ကျွန်တော်တို့လည်းလူနဲတယ်ဆိုပြီးစိတ်မရမချနဲ့တယောက်တော့သူကယ်တင်ခြင်းရတယ်ဆိုရင်တော့
တန်တယ်ဘာလို့လို့နော်အဲ့ဒီတော့ကျွန်တော်တို့ John Byington စီကနေသူ့ရဲ့ leadership ကိုကျွန်တော်တင်ယူလို့ရပါတယ်ကျေးဇူးတင်တယ်ကျွန်တော်နောက်ထပ် John Byington ပြီးရင်Uriah Smith နာမည်ကြီးပဲဗျာဒိတ်နဲ့ယူပါယုံကြိုက်တဲ့လူက Uriah Smith တော့မသိလို့မရအောင်သူစီသွားမယ်နော် Uriah Smith ဖြစ်တယ်ကျွန်တော်တို့ဒီကနေ့1832ခုနှစ်နဲ့ဖွာပြီးတော့1903ခုနှစ်ထိအသက်ရှင်ခဲ့တဲ့သူဖြစ်တယ်သူဟာ editor လည်းဖြစ်တယ် theologian လည်းဖြစ်တယ်သူပုံပြင်လေးနည်းနည်းပြောပြမယ်နော်ကလေးတွေလည်းမှတ်သားလို့ရအောင်လူကြီးတွေလည်းမှတ်လို့ကောင်းပါတယ်နော်ဆိုတော့သူကတော့နော်ငယ်ငယ်တုန်းကသူ့ခြေထောက်တစ်ဖက် infection ဖြစ်လို့သူရှုံဖြတ်လိုက်ရတယ်ဆိုတော့သူခြေထောက်မရှိတော့ဘူးဆိုတော့သူများတွေကသူ့ကိုဘယ်လိုပြောဘူးလဲဆိုတော့နော်နင်ကခြေထောက်တစ်ဖက်နဲ့ပဲဆိုတော့နင်ဘယ်တော့မှလမ်းလျှောက်နိုင်မှာမဟုတ်တော့ဘူးလို့သူများသူ့ကိုပြောတယ်တဲ့ဒါပေမဲ့ तू ကလေအုံနောက်ရမ်းကောင်းတယ်အုံနောက်ကောင်းတော့ तू ဘာလုပ်လဲဆိုတော့သူ့ခြေထောက်အတွက်အတုပေါ့နော်တစ်သားနဲ့သူ့ကနေ तू လုပ်တယ်သူ့ကနေ तू design လုပ်ပြီးတော့လုပ်တယ် तू ခြေလမ်းပြန်လျှောက်တတ်တယ်နော်လမ်းပြန်လျှောက်တတ်တယ်တခါကျတော့သူ့အနေနဲ့နော်ယထာစီးတာလားမသိဘူးအဲ့ခါကျတော့ तू မြသူ့ကိုနှောက်တာလားနော် you are missing a leg ပေါ့နော်ခြေထောက်တစ်ဖက်မပါဘူးဆိုတော့ तू အဲ့လိုပြောတယ်တဲ့အဲ့ခါကျတော့ तू ကပြုံးပြီးတော့ तू ပြန်ပြောလဲဆိုတော့ no I have one ငါမှတစ်ခုရှိတယ်တဲ့ခြေထောက်တစ်ခုရှိတယ်တဲ့ပြီးတော့ဗာပြောသေးတယ်ဆို the other is waiting in heaven တခြားတစ်ဖက်ကတော့ငါ့ကိုကောင်းကင်မှာစောင့်နေတယ်တဲ့ကောင်းကင်ရောက်ရင်ငါခြေစုံမယ်ပေါ့ဗျာဟုတ်တယ်မလားဒီနေ့ကျွန်တော်တို့နော်ခန္ဓာကိုယ်မှာမစုံလင်တဲ့လူပေါ့နော်ချိုးတဲ့အင်္ဂါချိုးတဲ့လူဘာမှဝမ်းနည်းစရာမလို Uriah Smith ကအရန်ကို positive မြင်တယ်တနေ့ကျရင်သူဒီမှာခြေမစုံပေမဲ့ကောင်းကင်မှာခြေစုံမယ်ပေါ့နော်ဆိုတော့ Uriah Smith ကတော့ကျွန်တော်တို့ဗျာဒိတ်ကျမ်းနဲ့နော်ဒိုင်ယေလကျမ်းကိုလေ့လာဘူးတဲ့လူမှန်သမျှ Adventist မှန်သမျှကတော့သူ့စာအုပ်ကတော့ကျွန်တော်တို့ဓာတ်ရိုက်မဖတ်တိတိုင်အောင်အဲ့ဒီဩဇာနဲ့အဲ့ဒီအကြောင်းအရာကျွန်တော်တို့နားထဲမှာအပြည့်ရှိတယ်အထူးသဖြင့်ကျွန်တော်တို့မနေ့ကကျွန်တော်တင်တဲ့တနေ့ကတင်တဲ့ထဲမှာနေဘူခတ်နေဇာရဲ့အိမ်မက်ထဲမှာခြေဆယ်ချောင်းရှိတယ်ဟုတ်ခြေချောင်းဆယ်ချောင်းတကယ်တော့ကျမ်းစာကခြေချောင်းဆယ်ချောင်းဆိုတဲ့စကားလုံးကိုမထည့်ထားဘူး Uriah Smith ကအဲ့ဒီ idea ကိုရပြီးတော့ခြေချောင်းဆယ်ချောင်းနဲ့ဂျူဆယ်ချောင်းနဲ့သူကဆယ်ချောင်းဆိုတဲ့စကားသူပြောသွားတာစသဖြင့်ပေါ့နော် Uriah Smith ရဲ့ idea တွေဒီကနေ့ Seventh-day Adventist လောကမှာကျွန်တော်အမြင်နှမျိုးကွဲတယ်အခုခက်တစ်မြင်နဲ့သူ့ရဲ့အမြင်တောင်နည်းနည်းကွဲသွားပြီဒါပဲဘာပဲဖြစ်သူကကျွန်တော် Seventh-day Adventist စဖြစ်တဲ့အချိန်မှာကျွန်တော်တို့ရဲ့ဗျာဒိတ်အမြင်နဲ့ဒိုင်ယေလအမြင်ကိုတေးသေးချာချာလမ်းဖွင့်ပြီးတော့ဖော်ပြပေးခဲ့တဲ့ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တယ်1850ပတ်ဝန်းကျင်မှာကျွန်တော်တို့ Seventh-day Adventist တွေတွေ့နေကြဖြစ်တဲ့ Bible chat တွေပေါ့နော်သူကစပြီးတော့ရေးဆွဲပြီးတော့အဲ့ဒီအရာအားဖြင့်လဲသူအမှုဆောင်ခဲ့တယ်သူခြေထောက်မကောင်းပေမဲ့သူနေတကာလှည့်ပြီးတော့တရားဟောတတ်တယ်အထူးသဖြင့်သူနှစ်ပေါင်း90လောက် review and hearing မှာ editor ချုပ်လုပ်တယ်နော် editor ချုပ်လုပ်တယ်အဲ့ဒီလောက်ထိဖယားကအသုံးပြုတာဖြစ်တယ်ဒီနေ့ကျွန်တော်တို့ခန္ဓာကိုယ်တစ်ခုခုချို့တဲ့ခဲ့ရင်တောင်မှဖယားကကျွန်တော်တို့ကိုတနေရမဟုတ်တနေရစက်ကတ်ချင်တဲ့လူကိုအသုံးပြုလို့ရတယ်ပြဿနာတက်တာကဘာမှမဖြစ်တဲ့လူပြဿနာမရှိတဲ့လူကဖယားသုံးလို့သိမရအောင်နော်တခုခုချို့တဲ့လူကဖယားစီပို့ပြီးဆက်ကတ်တတ်တယ် Uriah Smith ရဲ့အသက်တာကိုကြည့်ချင်းအပြင်ကျွန်တော်တို့ဖယားကိုအကောင်းမြင်ပြီးတော့ဖယားမှုဆောင်လို့ရပါတယ်လို့ပြောချင်ပါတယ်နောက်ဆုံးအနေနဲ့ Samuel Rhodes နော်သူစီသွားရတယ်ဟုတ်ပြီဒီတယောက်ကတော့သူ့နာမည်က Samuel W Rhodes နော်1830မှာမွေးပြီးတော့1883ခုနှစ်မှာဆုံးသွားတယ်ဒီတယောက်ကဘာထူးခြားနေလဲဆိုတော့ကျွန်တော်သားတော်ရှာတာသူ့ကိုမတွေ့ဘူးပေါ့နော်သူကလည်းလူတွေစမ်းစာရှာလို့တေးသေးချာချာမတွေ့မှာစိုးရိမ်တဲ့လူတယောက်ဖြစ်တယ်အဲ့ဒီကြောင့်သူဘာလုပ်လဲဆိုတော့ Seventh-day Adventist ဆရာတွေတကုံဟောနေတဲ့အကြောင်းအရာတွေကလူတွေမျက်စိထဲမှာဆွဲနေအောင်ငါဘယ်လိုလုပ်ရမလဲဆိုကြံစီပြီးတော့ရက်ပေါင်း90နော်ရက်ပေါင်း2300နော်စသဖြင့်ကျွန်တော်တို့ Bible chat တွေနော်ကျွန်တော်တို့ရုပ်ပုံတွေသူစဆွဲတာဖြစ်တယ်ခုန Uriah Smith က promotion ထားလို့တာတကယ်တော့သူစဆွဲတဲ့လူကသူနော်သူကအဲ့လိုအကုန်လုံးလိုက်လို့တဲ့အခါကျလူတွေကတရားဟောတဲ့အခါမှာရှင်းလေးကွက်ကွက်နဲ့မြင်နိုင်တယ်ဆိုတော့တရားဟောဆရာတွေစတုံးလာတယ်နော်ဒီခုနှစ်မှာဒီလိုဖြစ်တယ်ဒီခုနှစ်ဒီလိုဖြစ်တယ်စသဖြင့်သူတို့ point တဲ့အခါကျလူတွေအဲ့ဒါကို visual စိတ်ထဲမှာဆွဲသွားတယ်ဒီတိုင်းပဲပြောရင်တော့နားလည်တယ်လို့ရှိပြီမျက်စိထဲမှာမမြင်နိုင်ဘူးလေမမြင်နိုင်တော့ဒီပုံကိုကမျက်စိထဲမှာမြင်နိုင်အောင်ပြုလုပ်သွားတဲ့နော် visual prophetic church တွေပေါ့နော်သူပြုလုပ်သွားတာဖြစ်တယ်သူက evangelist တကယ်ကိုဧဝံဂေလိလုပ်တဲ့ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တယ်1850လောက်မှာခုနဒီ chat တွေသူလုပ်သွားတာဖြစ်တယ်ဆိုတော့သူ့အနေနဲ့ဘာပြောဘူးလဲဆိုတော့
နော်တစ်ချိန်လုံးကသူ1844 Great ဒီ Middle Right Movement မှာသူလည်းပါတယ်ဒါပေမဲ့စိတ်ဓာတ်တော်ကျသွားပြီးတော့ဖယားကိုတောင်စွန့်ပစ်ခါနီးရှိတဲ့အခြေအနေထဲမှာသူရှိခဲ့ဘူးတယ်ဒါပေမဲ့ Adventist leader တွေပေါ့နော် pioneer တွေလာပြီးတော့သူ့ကိုဆုတောင်းကိုတယ်ကျမ်းစာတင်ပေးတဲ့အခါမှာသူတခါပြန်ပြီးတော့နှလုံးသားပြန်ဖွင့်ပြီးတော့သူယုံကြည်ခြင်းကိုပြန်လက်ခံခဲ့တယ်သူလက်ခံတဲ့ယုံကြည်တဲ့ဟာလူတွေမြင်နိုင်အောင်ဆိုတဲ့အရာကြီးပဲသူ့မှာရှိခဲ့တယ်တဲ့သူပြောတဲ့စကားကျွန်တော်အင်္ဂလိပ်လိုဖတ်ပြမယ်နော် because when Jesus comes ယေရှုလာတဲ့အခါမှာတဲ့ဘာဖြစ်လို့လဲဆိုတော့ယေရှုလာတဲ့အခါသူ့ကိုသူများမေးတာကိုဘာဖြစ်လို့နင်ဒါတွေဆွဲတာလဲပေါ့နော် I want to be found explaining နော်ငါ့ကိုလူတွေကရှင်းပြနေတာတခုခုရှုံနေတဲ့ဟာကိုရှင်းတဲ့အနေနဲ့ပဲငါ့ကိုမြင်စေချင်တယ်တဲ့ not explaining away the truth တမန်တရားကိုလူတွေနားမလည်အောင်ရှုပ်အောင်လုပ်တဲ့လူတယောက်အနေနဲ့မမြင်စေချင်ဘူးတဲ့သူ့ကိုသူပေါ့နော်ဆိုတော့အဲ့ဒါကြောင့်သူကသူ့ရဲ့စ조사မှုကဒီကနေ့ထိကျွန်တော်တို့အသုံးပြုနေတဲ့နော်တီတင်း90တို့2300တို့ဘာတို့ညာတို့ပေါ့နော်အဲ့ဒါတွေအကုန်လုံးကသူ့ကနေစတင်ခဲ့ပါတယ်လို့အဲ့ဒါလေးကျွန်တော်တို့မှတ်တမ်းရှိပါတယ်လို့နော်ဆိုတော့ကျွန်တော်နောက်တစ်ယောက်တော့ကျွန်တော် John Harvey Kellogg အကြောင်းပြောချင်တယ်ကျွန်တော်တို့သူ့တင်းတိုင်းတော့ကျွန်တော်အနေနဲ့မြေပုံထဲမှာမပါလာတော့ကျွန်တော်လည်းသွားခဲ့ဘူးတယ်မမမိဘူးဒီထဲမှာဆိုတော့လဲတယ်ပေါ့နော်ဆိုတော့ तू ကတော့1852ခုဖွာ1943မှာဆုံးသွားတာဖြစ်တယ်60နှစ်တိုင်အသက်ရှင်တယ်နော်တော်တော်အသက်ရှင်တယ် तू ကလူတော်မဟုတ်ဘူးလူထူးခြားဖြစ်တယ်တအားကို genius ဖြစ်တာဖြစ်တယ်နော်သူ့အနေနဲ့ခဏနေကျွန်တော်သွားမဲ့နေရာမှာ तू တီထွင်ထားတဲ့ set တွေကျွန်တော်သွားကြည့်ရလိမ့်မယ်အဲ့ဒီနေရာမှာကျွန်တော်ရှင်းပြခွင့်ရမှာမဟုတ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီမှာရှင်းပြထားတာဖြစ်တယ်ဆိုတော့ဒီ Battle Creek မှာကျွန်တော်တို့7 day ရဲ့ကျမ်းမာရေးဌာနဘာဖြစ်လို့တအားကြီးသွားရလဲဆိုတော့သူ့ကြောင့်ဖြစ်တယ်သူကတကယ်ကိုဉာဏ်ပညာထက်မြက်ပြီးတော့နော်ခြေတော့မတန်တဲ့လူတွေဘယ်လိုလုပ်ရမလဲ wheelchair တွေကသာသူစထွင်တာနော်ပြီးတော့ကျွန်တော်တို့ကလေးတွေမနဲ့ cereal စားတယ်မလား cereal Kellogg လို့ရေးထားတယ်အဲ့ဒီ Kellogg ကသူ့နာမည်သူတီထွင်ထားတာဖြစ်တယ်နော်တက်လို့လဲစားရမယ်ပြီးတော့အစာကိုလည်းလွယ်လွယ်ကူကူနဲ့ရှာလို့ရအောင် Kellogg ကနေစတာဖြစ်တယ်ဒီပုဂ္ဂိုလ်တအားထူးခြားတာဖြစ်တယ်ဒါပေမဲ့တော်တလို့မျိုးပဲတစ်ဖက်မှာသူမာနတက်ခဲ့မိတယ်အဲ့ဒီမာနကြောင့်ကျွန်တော်တို့မမဝိုက်ကတတိပေးတယ်နင်တို့ Battle Creek မှာမနေပါနဲ့ Battle Creek မှာအကုန်လုံးဒီလောက်မစုပါနဲ့လို့ပြောတယ်အတန်တန်သားတယ်ဒါပေမဲ့မရဘူးနောက်ကြတော့ကျွန်တော်တို့ Battle Creek ပထမဆုံးဆေးရုံမီးလောင်တယ်နောက်ပြီးတော့ကျွန်တော်တို့ရဲ့စာပုံနှိပ်တိုက်မီးလောင်တယ်တစ်နှစ်ထဲမှာပဲနှစ်ခုစလုံးလောင်တာဖြစ်တယ်တစ်ခုက February မှာလောင်တာဖြစ်တယ်နောက်တစ်ခုက December မှာလောင်တာဖြစ်တယ်မမဝိုက်ကနှစ်ခုစလုံးကိုကြိုတင်တတိပေးတယ်နင်တို့နော်လမ်းမနေပြီနော်နင်တို့ကနော်ကိုကျိုးရှာနေပြီနော်နင်တို့တတိထားနော်နင်တို့မာနတက်နေတယ်နော်ဖယားမှုဆောင်နေတာနော်ငါတို့တွေတတိပေးတယ်အမြဲတမ်းဒါပေမဲ့မရအောင်တဖြည်းဖြည်းနဲ့ဆိုတော့ကျွန်တော်တို့ဆေးရုံကြီးကအဲ့တော့တအားနာမယ်ကြီးတယ်ဆိုတော့အခန်း6တွဲအခန်းအကုန်လုံးမီးလောင်သွားတာဖြစ်တယ်ဆိုတော့သူတို့ရဲ့ခက်ခါတော့ကပေါက်ဈေး2သိန်းကနေ3သိန်းကျွန်တော်မလာတော့မသိဘူးโอเค3သိန်းကနေ4သိန်း sorry ကျွန်တော်မှားသွား3သိန်းကနေ4သိန်းဒီနေ့နဲ့ဆိုရင်တော့12 million လောက်ဆုံးသွားတယ်ဆေးရုံမီးလောင်သွားတာเนาะဆိုတော့မိသားကားတွေလာတယ်စဉ်းစားကြည့် Battle Creek ဆိုတော့ကျွန်တော်တို့ Indianapolis ထက် Fort Wayne ထက်ပို့ပြီးတော့အေးတယ်ဒီမြို့ကတားအေးတယ်ဆိုတော့လောင်တာ February စဉ်းစားကြည့်ရေခဲဘယ်လောက်များမလဲဆိုတော့သူတို့ပိုက်တတ်တယ်ရေကမထွက်လာဘူးရေခဲနေတာဟုတ်ဒါပေမဲ့သူတို့ရေထွက်လာတယ်လောင်မီးငိမ့်တယ်လုံးဝငိမ့်လို့မရအောင်မီးငိမ့်ရင်တဲ့နော်ကျွန်တော်ဖတ်ဘူးတဲ့စာထဲမှာဘာပြောလဲဆိုတော့ရေလောင်းတာကတဲ့မသိရင်ဓာတ်စီလောင်းတယ်လို့ပဲတဲ့မီးကပို့ပြီးတော့တောက်လာတယ်တဲ့ဆိုတော့အကုန်လုံးပိတ်မိတာလူ400ကနေ900လောက်ရှိတယ်အဲ့ဒီမီးစလောင်တဲ့ချိန်မှာနော်မနေ့6နာရီလောက်မှာစတာဖြစ်တယ်အဲ့ခါကျတော့မီးစလောင်တယ်သူတို့စပြီးတော့ပြုလုပ်တယ်ဒီမီးငိန်6နာရီခွဲမနေ့6နာရီခွဲမှာလို့စတာဖြစ်တယ် February 18ရက်နေ့နော်ဆိုတော့အဲ့ဒီကနေကျေးဇူးတော်ကြောင့်ဖယားကတော့ဒဏ်ခတ်တာကတော့လူမပေါဘူးပစ္စည်းဥစ္စာတွေအကုန်လုံးဆုံးရှုံးသွားတယ်လူ400ပိတ်မိတာအကုန်လုံးလွတ်တယ်အာမင်နော်ဖယားကျေးဇူးတော်ဗျာဘာဖြစ်လူဘာမှမဖြစ်ဘူးဒါပေမဲ့သူတို့မာနကျိုးသွားမလားဆိုအဆွဲမကျိုးသေးဘူးအဆွဲမကျိုးသေးတဲ့အတွက်ကြောင့်အဲ့ဒီနှစ်ထဲမှာပဲ December လားOkay ကျွန်တော် December 30ရက်နေ့အဲ့ဒါတအားချမ်းမှာဟုတ်တယ်နော်တအားချမ်းမှာ December 30ရက်နေ့သူတို့ကျွန်တော်တို့ရဲ့ public print ကျွန်တော်တို့စာပုံနှိပ်တိုက်မီးလောင်သွားတယ်အဲ့ဒါလည်းအကြီးအကျယ်ပဲမီးလောင်တာဖြစ်တယ်ဘယ်ကနေစားလို့စားမှန်းလည်းမသိရဘူးဆိုတော့နှစ်ခုစလုံးကိုဒီကနေ့ချိ Adventist အတင်းတော်တွေကတော့ဖယားကအဆုံးပါတယ်ဖယားရဲ့တရားစီရင်ခြင်းဖြစ်တယ်လို့ယုံကြည်တယ်ဆိုတော့အဲ့ဒီတော့ကပညာရှိတွေချမ်းသာတဲ့လူတွေဒီမြို့မှာပဲလာဆုံးကြတာကျွန်တော်
တင်းတော်မှာတော်တဲ့လူအကုန်လုံးဒီမှာပဲလာဆုံကြတဲ့ခါကျတော့မမဘွားကဒီလိုတော်တဲ့လူတအားများလို့လေတဏှာထဲမှာပဲမစုကြနဲ့ခွဲကြသာသနာကိုအဲ့လိုမျိုးလုပ်ကြတဏှာမှာစုပုံနော်ဘာဘူးလုံးရဲတိုက်လို့ဖြစ်မယ်ပေါ့နော်လူတွေအကုန်လုံးပညာရှိတွေအကုန်လုံးဆုံးလုံးဝနားမထောင်တဲ့အတွက်ကြောင့်လူတစ်ယောက်ချိန်ကြီးလောင်တယ်ပစ္စည်းလည်းအများကြီးအဲ့ဒီမှာတော့သူတို့နှစ်သိန်းဖို့လောက်ပစ္စည်းတာကိုနှစ်သိန်းဖို့လောက်ဆုံးရှုံးတယ်ကျွန်တော်တို့ခုခက်နေဆိုတော့7 million လောက်ဆုံးရှုံးသွားတယ်ဆိုတော့ Kellogg ကတခါပြန်ဆောက်တယ်ဈေးရုံကိုတခါပြန်ဆောက်တယ်အခုရှိသေးတယ်အဲ့ဒီနေရာပဲကျွန်တော်သွားကြည့်တယ်ရဲလာတာတကယ်ကိုအခုတောင်မှကျွန်တော်ဆောက်နိုင်မှာမဟုတ်ဘူးနော်အဲ့လိုပြန်ဆောက်တယ်ဒါပေမဲ့သူ့ရဲ့ building ဆောက်ခါကသူတို့မှရှိတဲ့ budget ထက်ပိုများတယ်ပြီးတော့အတင်းတော်စီကနေအခွင့်မယူဘဲနဲ့သူကလည်းသူကြိုက်တယ်လို့ဆောက်လာတဲ့ခါကျတော့ Ellen G. White က publicly သူ့ကိုဆူတယ်ကျောင်းကျွန်တော်စာရေးပြီးတော့ဆူတယ်ဒါသူ့ဆူတဲ့ဟာလူတွေဖတ်ရတဲ့ခါကျတော့သူကစိတ်ဆိုးပြီးတော့တင်းတော်ထဲကနေသူထွက်သွားတယ်သူတော့တင်းတော်ဆက်ထွက်သွားမှသူ့အတင်းတော်ထဲကနေထုတ်လိုက်တယ်ထုတ်လိုက်ပြီးတော့သူတည်တဲ့ချီတော့အတင်းတော်ထဲပြန်မဝင်လာဘူးဒါပေမဲ့သူအတင်းတော်ကခေါင်းဆောင်နဲ့ပြန်ပြင့်မြက်တယ်ပြင့်မြက်ပြီးတော့အတင်းတော်ထဲပြန်တော့မဝင်လာဘူးဒါပေမဲ့သူဆုံးသွားတယ်ဘာပဲဖြစ်ဖြစ်ပြန်ပြင့်မြက်တဲ့ကြောင့်သူ့ကိုကျွန်တော်ဒီကနေ့ထိလေးစားသမှုပြုတယ်ဘာဖြစ်လို့လဲဆိုတော့သူလှုပ်ထားတဲ့အများကြီးရှိတယ်သူ့ကြောင့်လူအများကြီးပြောင်းလဲတယ်ကျမ်းမာရေးလည်းအများကြီးရတော့ဖြစ်နေတယ်ဒီနေ့ထိစဉ်းစားကြည့်လို့ဒီနေ့ serial ဒီနေ့ထိရှိသေးတယ်ဆိုကြတဲ့သူ့ရဲ့တည်ထွင်မှုသူ့ခက်တော့ကဘယ်လောက်ထိadvance ဖြစ်မလဲဆိုတော့စဉ်းစားကြည့်လိုက်တော့ခဏနေကျွန်တော်တို့သူ့ရဲ့ CD ထွင်ထားတဲ့ကျွန်တော်တွေ့ရမှာဖြစ်တယ်မသိတော့တိတ်ပတ်ဆန်းတက်ခန်းကြနေရပဲပေါ့နော်ခဏနေကျွန်တော်ဝေရလိမ့်မယ်ဟိုခြေထောက်နဲ့ exercise လုပ်တဲ့ဟာတွေလည်းရှိလိမ့်မယ်အဲ့ဒါသွားနေရင်မီးလာလားမသိဘူးအဲ့ဒါကျွန်တော်လုပ်ချင်တဲ့လူလုပ်လို့ရလိမ့်မယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးကျွန်တော်အနေနဲ့ Kellogg အကြောင်းအနေငယ်ပြောပြချင်တယ်တင်စရာလည်းအများကြီးရှိတယ်သူရေးထားတဲ့စာအုပ်တော့လည်းရှိတယ်ကျွန်တော်အဲ့ဒါလေးပြောရင်တားရှည်မှာဆိုလို့ဒီလောက်နဲ့ပဲကျွန်တော်ဆုံးသတ်မယ်အခုကျွန်တော်ရှေ့ဆက်ပြီးတော့ Battle Creek ကျွန်တော်ဖျားเจ้าကိုသွားမယ် Point Memorial College Church တော့သူ့နာမည်ကျွန်တော်မေ့နေတယ် sorry Sanctuary Church နော်အဲ့ဒီကိုသွားမယ်ကျွန်တော်လိပ်စာရှိတယ်ကျွန်တော် group ထဲမှာလည်းလိပ်စာပြန်ပို့ပေးမယ်အဲ့ဒီကိုကျွန်တော်သွားမယ်အခြေအနေကြည့်ပြီးတော့အဲ့မှာနေ့လည်စာစားကြမယ်ပြီးရင်ကျွန်တော်တို့တနာရီခွဲလောက်ဆိုရင်တော့ guide ကအဆင်ပြေလောက်ပြီထင်တယ်တဲ့သူပြောတာဒီကျွန်တော်ဖုန်းဆက်လာတယ်တကယ်လို့ guide ဆော့အဆင်ပြေရင်ကျွန်တော် guide နဲ့ရင်သွားပြီးတော့ဖျားရှိခိုးတာနောက်မှလုပ်မယ်တကယ်လို့ကျွန်တော်သမင်းစားတာမြန်လို့ကျွန်တော်ဖျားရှိခိုးအရင်မှလုပ်နိုင်တယ်ဆိုရင်တော့ဖျားရင်ရှိခိုးလိုက်မယ်ပြီးရင်ကျွန်တော် guide နဲ့သွားပြီးတော့အဆုံးသတ်မယ်နော်โอเคကျွန်တော်တို့အခုဖျားเจ้าကိုသွားရအောင်Benches original, so the pioneers, they would have been involved in these pieces of furniture. But for the original building, you don't want it. It's not going to work, so they built this. And I'm glad we have an organist. And whenever you're ready, Pastor, he'll play Praise God from all blessings. I'm turning it back over to my boss. So you do start to say his mouth. Just a moment, this is all one group, right? We're all Yes, like, one group. Well, I'm still looking for my slave. You're still looking for your people. Can't find my list. Oh, that's interesting. Okay, so this was built by Maranatha. You heard of Maranatha in 1998, and it was one of the second or third meeting house of Adventist believers in Battle Creek. Do any of you everyone know where the tabernacle is now? This Battle Creek Tabernacle. You've seen that down there. It's about 3 or 4 blocks down there. That's the site of the last 3 structures. There's only been 5. In the last 3 structures, the second one from the last was the dime tabernacle built by everybody saving up dimes, and then a fire came and destroyed that one, and then he built the current one there. So that is the Battle Creek Tabernacle. Had a lot of history. In fact, you will see pictures in the White House over there. If you look in that one little section, there's photos on the wall. You will see inside the sanctuary at her funeral with her in the coffin there. So you'll be looking for that. One reason that this is special, this meeting house, is this was the meeting house where Ellen White gave her first presentation of the Great Controversy Vision. So it's a very important thing because of our history and our understanding of the importance of the Great Controversy to our message.
of interest, her presentation that what took 10 hours. So how would you like to sit in church for 10 hours straight? Daro Alan Joy ရဲ့ပထမဆုံး James White နဲ့ပိုင်တဲ့အိမ်ကိုပိုင်အိမ်ပေါ့နော်ပထမဆုံးကိုပိုင်အိမ်ဖြစ်တယ်ဒါ Battle Creek မှာရှိတာဖြစ်တယ်ဒါသူတို့ရဲ့မိဖို့ကြောင့်ဖြစ်တယ်သူတို့ဒီမှာရေခတ်တယ်ဒီမှာဒီလိုရေခတ်တယ်ပြီးတော့ဒီထက်မှာရေရှိတယ်တခါလေတော့ရေရင်းဖြစ်တယ်ဒါပေမဲ့ဒီရေတော့သူတို့မတောက်ဘူးနော်သူတို့မတောက်ဘူးအဝိရှော်တာဘာညာသူတို့အသုံးပြုတယ်ပြီးတော့သူတို့ဒီမှာသမင်းဟင်းတွေဒီမှာသူတို့ချက်တယ်ပေါင်မုံတွေဒီမှာกินတယ်ပေါင်မုံတွေဒီမှာกินတယ်ပေါင်မုံတွေဒီမှာกินတယ်ဆိုတော့သူတို့ဒီပေါင်မုံกินတဲ့ဟာထင်းကဒီထဲမှာရှိတယ်လို့ပြောတယ်ဒီထဲနေထင်းဆိုင်တယ်ဒီနေထင်းဆိုင်တယ်ပြီးတော့ဒီမှာနော်အုပ်ခွက်တွေဒီလိုတုံးတယ်ပြီးတော့သူတို့ရဲ့အပျက်စီးတွေကိုအစားအစာတွေဒီမှာတူထားတယ်ဒါသူတို့ရဲ့အစာတူလောင်ခံဖြစ်တယ်နော်ပြီးတော့ဘာရှိသေးလဲဆိုတော့ဒါတော့နားနေခံဖြစ်တယ်ဟိုဘက်ကထမင်းစားခန်းရှိတယ်โอเคဒါဒီဘက်မှာထမင်းစားခန်းရှိတယ်ဆရာပြောဟို Jesus ပုံမှာဟုတ်ပဲမှာအခုကျွန်တော်ပြမယ်โอเคဟိုဘက်မှာဒါမယ်โอเคပြီးတော့ဒီမှာကျတော့သူတို့ရဲ့မိသားစုဟိုဘက်မှာဒါကျတော့သူကမိသားစုဓာတ်ပုံဖြစ်တယ်ဒါသူ့သားနော် Henry နဲ့ Edson နဲ့ Willie နဲ့ဖြစ်တယ်ဒါကတော့မိဘAlan Joy နဲ့ James White ပုံဖြစ်တယ်ပြီးတော့ဒါသူရေးထားတဲ့စာအုပ်တွေဖြစ်တယ်ဆိုတော့အပေါ်ထပ်မှာကျတော့ခဏနေကျွန်တော်ပြမယ်ပေါ့နော်ဟုတ်ပြီရှေ့ဆက်ပြီးတော့ကျွန်တော်ကြည့်မယ်ဆိုရင်ဒီ okay ဒါတွေကသူရေးထားတဲ့စာအုပ်တွေဒီမှာရေးတဲ့စာအုပ်တွေတော့မဟုတ်ဘူးဒါပေမဲ့အကုန်လုံးမဟုတ်ဘူးပြောချင်တာတချို့တော့ဒီမှာရေးထားတာရှိတယ်ဟုတ်ပြီ Okay ဟုတ်တယ်ညီကိုတွေဝယ်ထားတဲ့ organ တွေတဲ့သူရဲ့သားတွေပေါ့နော်ဟုတ်ပြီဒီဟာလေးပေါ့ဒါကျွန်တော်တို့စိတ်ဝင်စားမဲ့ပုံလေးဒါကတော့ Alan Joy ကသူ့ရဲ့ယူပါယုံထဲမှာနော်ယူပါယုံထဲမှာမြင်ဘူးတဲ့ခရစ်တော်ကသူ့ခါတော့ကရှိဘူးတဲ့ခရစ်တော်ပုံတွေအားလုံးထဲမှာအတူဆုံးပြောချင်တာဒီပုံဟုတ်တယ်လို့ပြောတာမဟုတ်ဘူးဒါပေမဲ့သူနဲ့အတူဆုံးပဲလို့သူပြောတယ်ဆိုတော့အဲ့ဒါလေးတစ်ခုကျွန်တော်တို့မှတ်သားစေချင်တယ်ဟုတ်ပြီဂျန်တဲ့ဟာတော့ကျွန်တော်ပေါ်ထပ်မှာရှိတယ်ပေါ်ထပ်နည်းနည်း crowd သေးတော့ခဏလေးနောက်မှပြန်ဝင်မယ်ဟောဒါကသူ့ရဲ့သားတွေရဲ့အိတ်ရခန်းဖြစ်တယ်သူ့သားလေးတွေဒီထဲမှာအိတ်တယ်နော်သူ့သားလေးတွေအိတ်ခန်းဖြစ်တယ်ဒါတော့သူတို့ထမင်းစားခန်းဖြစ်တယ်ထမင်းစားခန်းဖြစ်တယ်ဒါကနော်ခုနကျွန်တော်ဟိုကနေလမ်းကြည့်လိုက်တဲ့ဟာနော်ထမင်းစားခန်းဖြစ်တယ်ဟုတ်ပြီအဲ့ဒါလေးကျွန်တော်တွေးရတယ်ခဏနေကျွန်တော်ပေါ်တက်ရအောင်နော်Okay,ကျွန်တော်တက်လိုက်မယ်အဲ့ရ scare
ဟုတ်ပြီဓာတ်ပုံလေးရိုက်ပေးရမှာအဲ့ဒါလက်တစ်ဖက်နဲ့ကင်ပြီးတော့လက်တစ်ဖက်နဲ့ပဲနော်ဟာနည်းနည်းမလေးနည်းနည်းမအောင်โอเคကျွန်တော်စူးစမ်းကြည့်မယ် Ellen G White ကနော်ဒီလောက်ဆိုက်ရှိတဲ့ကျန်းစာအုပ်တအုပ်ကိုနော်နိုင်ဝက်လောက်ဒီလိုကင်ထားပြီးတော့မြောက်ထားပြီးတော့လေမကြည့်ဘဲနဲ့ကျန်းချက်တွေသူညွှန်းပြီးတော့သူပြတယ်နော်ဒီဟာကနိုင်ဝက်တောင်မှသူဒီလိုကင်ထားတယ်နော်နိုင်ဝက်ဆိုတာမိန်းကလေးအားနဲ့မဖြစ်ဘူးကျွန်တော်တို့အားရှိတာတောင်မှဒီလားတမိနစ်တောင်မရှိလက်ကတုံချင်တယ်တိလားတုံချိဖြစ်နေဒါတာမန်အားမဟုတ်ဘူးဖျားဆီရလာတဲ့အားဖြစ်တယ်နော်ကျန်းစာအုပ်ကြီးကြီးပဲဖြစ်တယ်ကဲဒီမှာဓာတ်ပုံလေးရိုက်ပေးပါနော် You want to explain to them Yes. their language? This Ellen White would put coals from the fire in Okay. here and Okay. keep her feet warm. Okay And her boy would put his marbles in that tray. Okay ဆိုတော့ Ellen G White ကသူတို့ခက်တုံးကဒီအေးတန်ကိုခံနိုင်ဟိုဒီထဲမှာသူကမီးသွေးတွေထားတယ်အဲ့ဒါနဲ့သူခြေထောက်ကိုနွေးစေတယ် so she wrote here right okay the great controversy စာအုပ်ကိုဒီခန်းချက်ဒီနေရာမှာပဲသူရေးတာဖြစ်တယ်နော် so the whole book The very first one. Okay, the very first one. Very first one. Ellen G White ရဲ့ The Great Controversy ကနော်ပြန်ပြီး edit ထားတာဖြစ်တယ်ပထမဆုံးရေးတဲ့စာအုပ်ကဒီကနေရေးတာဖြစ်တယ်ဒီပရင်းပေါက်လေးဖွင့်ပြီးတော့သူဒီမှာသူ့ရဲ့စာရေးတဲ့ပုံစံနဲ့ဒီလိုလေးပေါ့နော်ဆိုတော့စာရေးရတာအဆင်ပြေတာဖြစ်တယ်ဆိုတော့သူကိုယ်တိုင်ဒီအခန်းထဲမှာပဲရေးတာဖြစ်တယ်ဒီအိမ်ပဲဖြစ်တယ်နော်ဟုတ်ပြီကျေးဇူးတင်တယ် Thank you Every morning about 6, Yes the family would meet downstairs. Okay. They would sing songs and worship. And then James White would walk down the street to the publishing house. Okay မနေ့6နာရီလောက်ဆိုရင်တော့အောက်မှာသူတို့မိသားစုဝတ်ပြုကိုကွယ်တယ် James White ကတော့လမ်းလျှောက်ပြီးတော့လျှောက်သွားတယ်တဲ့မနေ့တိုင်းဆိုရင်ပေါ့လမ်းလျှောက်ပြီးတော့เนาะသူလေ့ကျင့်ခန်းလုပ်တယ် Okay thank you so this is the place that exactly they split you None of this furniture is original. Okay. Very, very difficult Okay. to Yes. find, but it's time period correct. Okay သူတို့ဒါအိတ်ခဲ့တဲ့နေရာဖြစ်တယ်ကတင်တွေကတော့အစ်စ်တွေမဟုတ်တော့ဘူးဒါပေမဲ့သူတို့ဒီမှာနေ See, ခဲ့ they wore really heavy-duty pajamas. Okay oh သူတို့ဝတ်ထားတဲ့အင်ဂျီတွေကြည့်ပါဦးဒီလိုအလေးကြီးဝတ်ထားတော့တကယ်ကိုနော်သူတို့ခက်တုံးကအဲ့ဒါကြောင့်သူတို့မိန်းကလေးဆိုရင်သူတို့ဒီခြေမျက်စိအောင်မကြားရဘူးဆိုတာတွေကနော်ဒါမျိုးကြီးနဲ့သူတို့လမ်းသွားရင်တော့တပြက်စီးလို့ဖြစ်မှာပေါ့နော်ဆိုတော့အဲ့လိုမဖြစ်ရအောင်လုပ်ထားတာဖြစ်တယ်ဟုတ်ပြီကျေးဇူးတင်တယ် They have some junk, we call it junk. so is there any things I have to explain about here That's James. Oh James okay ဒါကတော့ James ရဲ့အခန်းဖြစ်တယ်အဲ့ရအခန်းဖြစ်တယ်ပေါ့နော်ခဏလေးရိုက်ပေးပါအောင်ဒီမှာသူက James ရဲ့အဲ့ရအခန်းလေးနော် James White ရဲ့အဲ့ရအခန်းလေးဖြစ်ပါတယ် Okay we may go But it was made back in the time period. Thank you ဆိုတော့ကျွန်တော်တို့ James White အိမ်Ellen G White တို့အိမ်ကတော့ကျွန်တော်အကြမ်းဖျင်းကတော့ဒီလောက်ပဲเนาะအဓိကတည်တင်တဲ့ဟာတော့ခုနကျွန်တော်ပြောထားတဲ့ချက်၃ချက်ထဲမှာတစ်ခုကတော့နိုင်ရန်ပေါ်ကသခင်ယေရှုပုံဖြစ်တယ်နောက်တစ်ခုကတော့ The Great Controversy ကိုပေါ်မှာရေးထားတာဖြစ်နောက်တစ်ခုကဘာကြောင့်လဲ၃ခုရှိပါတယ်เนาะဆိုတော့ဒီအိမ်ကတော့သူတို့ပထမဆုံးဝယ်ခဲ့တဲ့အိမ်ဟုတ်လားသူတို့ပထမဆုံးပိုင်ခဲ့တဲ့အိမ်ပေါ့เนาะတခြား data တွေမှာလည်းသူတို့အိမ်တခြားရှိပါတယ်ဒါပေမဲ့ဒီအိမ်ကတော့ဒီ data မှာသူတို့ပထမဆုံးဝယ်တဲ့အိမ်ဖြစ်ပါတယ်ကျေးဇူးတင်တယ် Okay ကရင်လို့လား ဘာသာစကားပြပြရတယ် တချင်းဆိုတတ်တယ် ဟမ် နောက်တော့ဟာစားအယောင်ကစက်သွေးရောင်ကြိုက်တယ်နောက်တော့ဟင်းချက်ပြောတယ် Okay Okay ခဏလေးစဉ်းစားတော့အမားတစ်ခုရေးမယ်နော်တိတယ်တဲ့တားကြီးလေမဟုတ်တယ်ပထမတစ်ခုတော့ဖြစ်တိုင်ရပါ အမားတော့တချင်းဆိုတတ်တယ် နားတော့ ကြည့်ရတာဒီတားမိတယ်တားအတိုင်ပင်ဖောက်လို့နဲ့နိုင်လို့နဲ့ကွာမကောင်းကြီးလို့မကောင်းခါတမီးခံမလို့မရမယ့်ဟာပြောပေးနော်ဟုတ်ပြီဒီမှာစမယ်နောက်တစ်ခု နေ့တိုင်းချက်ပြုတ်ကျွေးတယ်နေ့တိုင်း စူတယ်မဟုတ်ပါဘူး နေ့တိုင်းရိုက်တယ်နေ့တိုင်းအလုပ်လုပ်ပါလို့ခိုင်းတယ်
နေတိုင်းရိုက်တယ် နေတိုင်းရိုက်တာလိန်တာတဲ့ဟုတ်ပြီโอเค နူနူကတခါမှမဆူဘူးနူနူကအမြဲတမ်းချစ်တယ်နူနူကအမြဲတမ်းမနဲ့စာဆိုကောင်းကောင်းလုပ်ပေးတယ် နနကမစတခါမှမစူ ဒီလောက်ဆူတဲ့ဟာတခါမှမဆူဆိုတော့ထင်တော့အဲ့မှာပြပြပြလို့လားဒီမှာအမေတရားကြံသေးတယ်ဟုတ်ပြီဟုတ်ပြီ โอเค ခါလာတော့အဖြူရောင်ကြိုက်တယ်နေတိုင်းစူတောင်းတယ်နေတိုင်းရှဲတယ် Need I share it? Number 1. only one then ကိုကြံသေးတယ် You got the wrong one hurry up Number 2. yeah hurry up I don't know. Okay I don't know Okay another one အမေတွေကကိုကလေးတွေတော့လက်တော့ကင်ဘူးမဲ့ထင်တယ်နော်ဆိုတော့အဲ့ဒါလေး guess ရအောင်နော်အမေတွေမျက်စိ မျက်စိချီဖို့အတွက်ကလဟွာရှိလား ပဝါပါ ပဝါပါလားမသိဘူး မမပါလား အဲ့ဒီမှာပဝါရဒီမှာရှယ်ဟုတ်ပြီအဲ့တော့လဲလာလို့ရပြီအဲ့တော့ come Okay so now we are playing games that you have to guess which one is your kids okay just only touching by the hands okay တော့ကျွန်တော်ဒီကောင်မလို့ထင်ကျွန်တော်မထားလိုက်မယ်နော်ဟုတ်ပြီဘယ်သူနဲ့စမလဲဆရာမ Okay okay မို့ तू ကမကစားဘူးဆိုတော့ဒီဘက်မှာ okay तू လာချင်းလို့လှုပ်လိုက်ရင် तू ကိုနှိမ့်ဆက်ရကြမှာ Okay ဟော okay မျက်စိ तू ကမျက်စိပါထပ်မိတ်လိုက်သေးတာတေချာအောင်မြင်ရလားမမြင်ရအောင်เนาะ Okayလက်ကင်ခိုင်းတော့မလားနော်လက်ကင်မယ်နော် လက်နှစ်ဖက်လုံးလားဆရာမဟုတ်ဘူး Ui. Được coi đi, được mì bà. Nó cả đấy chứ. Nó đã được cái. Đã được cái. ဟုတ်တယ်လို့ပြောတာအော်ဟာကဲဒီနေ့အိမ်ပြန်ရင်သူ့ကိုသမီးအဖြစ်ယူသွားအနည်းဆုံးသားနဲ့ဖေးစားသွားလို့ရရနော် Okay Okay နောက်တစ်ယောက် Okay မမောကဲအမေရီပြင်ထားမယ်ကဲစမယ်မဟုတ်ဘူး အာ မဟုတ်ဘူးမဟုတ်ဘူး
ဟုတ်ဘူးမဟုတ်ဘူးဟုတ်တယ် ကဲဒါယူသွားတော့ယူသွားတော့ဟုတ်ပြီနောက်တစ်ယောက်ဘယ်သူရှိလဲအမေဟုတ်ပြီအဲ့တော့hey sorry 7နဲ့ပါတော့ sorry okay လက်ထိပ်ပဲနော်ကြံတဲ့နေရာမဆန်းရအောင်နော်အင်ဂျီတွေမဆန်းရအောင်နော်အင်ဂျီတွေမဆန်းရပါဘူးဆိုနေရထရီတော့နေတန်ကြီးอ่ะလက်ထိပ်လေးပဲစားမယ်နော်မဟုတ် no 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 ဝေးနာအလောက်တွားညီပါတော့ဝေးလို့ပြောတော့မှာပါနောက်ဆိုမရရအောင်နော်သူတိသွားတာပါတယ်ကင်နုကင်နုကင်လားမတူရှိသေးလားနုကင်ပြင်း No, you're gonna guess 3 child. no Yes, 3 child. any child yeah okay တန်းစီမယ်နင်တို့အင်ဂျီတွေဆွဲထားနော်အင်ဂျီတွေဆွဲထားနော် okay okay အတိုင်းမပေးရအောင်စ ဟုတ်တယ်ဒီငါ ဟုတ်ပြီဘယ်သူရှိသေးလဲခင်ဦးရှိလားဆရာမဟုတ်တာပဲကျွန်တော်ဇနီးဗီဒီယိုမြိုက်ထားကြလားအော် live okay ချက်လိုက်တာရပါတယ်ကဲဆန်းလို့ရပြီမရည်နဲ့နော် don't make a voice okay အင်ဂျီမဆန်းရအောင်နော်ပြောမှာပဲအင်ဂျီလိုက်ဆန်းတော့တာပဲဒါမဟုတ်ဘူးတဲ့ဟုတ်တယ်လို့မကြီးချမ်းအဲ့ဒါကြောင့်ပြောနေကြတာအိမ်မှာအကြီးကအဖေသားတဲ့အငယ်ကအမေသမီးတဲ့ The rejected son ရှိသေးလား No I'm not a mother Okay ကျွန်တော်တို့ရှိသေးလားမရှိတော့နော် Okay အမေရိအားလုံးကျေးဇူးတင်တယ်နောက်နေ့တွေမှာဒီထက်ပိုပြီးတော့အကောင်းကျွန်တော်စူးစမ်းကြမယ်နော်ကျွန်တော်တို့အစာစားလို့ရပြီအစာစားကြမယ်ပြီးရင်ကျွန်တော်တို့ဖျားเจ้าမှာစုမယ်အပေါ်ပါလဲတွားလို့ရတယ်ပြီးတော့ဟိုမှာတွားကြည့်မယ်ပြီးတာနဲ့ကျွန်တော်တို့ပြမယ်နော်ဆိုတော့ကျွန်တော်တို့အစားတွားစားရအောင်နော် Okay အော်တင်းတော့ပို့ဆိုမယ်လေလာ come let's sing a song ခံစားရစီခံစားရစုကျေစုကောင်းကြီးမင်္ဂလာရေတွက်လို့ချီးမွမ်းကတည်ဆုံးမီအသက်မွေလောက်သောအာစာကိုနေရစင်တိုင်းဖ
ပေးသနာတော်မူသောကြောင့်ကျေးဇူးတင်သည်တာယာတော်မြင်နာသောလမ်းပြခဲ့ပြီးစိန်လန်းသောအရာ၌အိမ်စေမှုပြီးဖြာရောင်တွေဆောင်မှုအပေါင်းတို့မှလွန်မြောက်စေပြီးကျေးဇူးတော်ကာလာဤနေရမြခံစားရစုကျေးဇူးကောင်းကြီး မင်္ဂလာ ရေတွက်လုံးချီးမွမ်းက တီဆိုမီ သံဝေလောက်သော အစာကိုနေရစင်တိုင်းမေတ္တာတော် မူသောကြောင့်ကျေးဇူးတင်သည်တာယာတော်မေတ္တာတော်လမ်းပြခဲ့သည်စိန်လန်းသောအရ၌အိစေမှုပြီးဖြာရောင်သွေးဆောင်မှုအပေါင်းတို့မှညာစေပြီးကျေးဇူးတော်ကာလာရဲ့နေညာအမေများအားလုံးချမ်းမြေပါစေအမေများအားလုံးဖခင်ကောင်းကြီးပေးပါစေအမေများအားလုံးစိတ်ချမ်းသာပါစေအမေများအားလုံးကိုယ်ချမ်းသာကြပါစေအမေများအားလုံးအိပ်ရေးဝါကြပါစေအမေများအားလုံးဒူးတန်ပါစေကျေးဇူးတင်တယ်ကျွန်တော်အစားအစာသွားစားကျွန်တော်ခဏဆုတောင်းမယ်နော်ကျေးဇူးရှင်ဖခင်ညနေစာဆက်လက်၍စားသုံးကြမှာဖြစ်တယ်စားသုံးသူတဦးချင်းဆိုင်ကိုရောကောင်းကြီးပေး၍အစားအစာအားဖြင့်ခွန်အားရှိစေလျက်ကျွန်တော်တို့အပြန်လန်းကြီးတစ်လျှောက်လုံးအတွက်လိုအပ်တဲ့ခွန်အားများကိုလည်းပြင်ဆင်ပေးတော်မူပါယေရှုတော်ပေါင်းရည်တွေ့ရင်သခင်ရှုနာမ၌စားသုံးကြပါ၏အာမင် ကျွန်တော်အခုချိန်မှာ Battle Creek မှာကျွန်တော် historical village ပေါ့နော်ဆိုတော့ကျွန်တော် Ellen Joy အပါအဝင်တကယ်အရှိဦးကျွန်တော်တို့အသင်းတော်ကလူကြီးတွေရဲ့အဖြစ်ပုံသူတို့ရဲ့ရာဇဝင်တွေကိုလေ့လာရင်းနဲ့ကျွန်တော်တို့ဝတ်ပြုကိုချင်းဒီမှာအစားအသောက်ကိုကျွန်တော်တို့စားတောက်နေချင်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ပြီးခဲ့တဲ့အချိန်ကလူကြီးတွေရဲ့လောက်ခဲ့တဲ့အရာတွေအားဖြင့်ကျွန်တော်ခွန်အားယူသလိုသူတို့ကိုဆမ်နာယူပြီးတော့ကျွန်တော်အသက်ရှင်ဖို့အတွက်အတန်းတရားအားပေးခြင်းနဲ့ကျွန်တော်ခွန်အားယူနေတာဖြစ်ပါတယ်ဆိုအခုချိန်မှာဆိုတော့ဒီမှာအတင်းတန်အစားအစာတွေစားသုံးနေပါခင်ဗျဆိုတော့တင်းတော်အနေနဲ့အစားတောက်များကိုကျွန်တော်အစားသုံးနေတာဖြစ်တယ်မိသားဖွဲ့ချင်းအမဒါမပျော်စရာပျော်ရွှင်ဖွယ်ကောင်းတဲ့နေ့တစ်နေ့လေးပဲဖြစ်ပါတယ်ဆိုတော့အခုလဲကျွန်တော်တို့ဘိုက်စာနေတဲ့ဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တန်းစီပြီးတော့အစားအသောက်ကိုရရှိဖွယ်အတွက်ကျွန်တော်တို့